တထေးကြီးတယောက်ကပျောက်ဆုံးနေတဲ့တားဖြစ်သူကိုပြန်ရှာတွေ့ပြီးဒေါ်လာ9ဘီလီယံတီတီထုတ်ပေးလိုက်ပါတယ်။သူကတားဖြစ်သူကိုဒီပိုက်ဆံတွေအားလုံးတစ်လအတွင်းကုန်အောင်သုံးရမယ်လို့အမိန့်ပေးပါတယ်။ဒါပေမဲ့ထူးဆန်းတဲ့စည်းကမ်းချက်တစ်ခုပါဝင်ပါတယ်။အဲ့ဒါကတော့ဒီပိုက်ဆံတွေကိုအမျိုးသမီးတွေအတွက်ပဲသုံးစွဲရမယ်ဆိုတာပါပဲ။ဒါမှသာကြန့်ရှိနေတဲ့အမွေတွေအားလုံးကိုစက္ကန့်ခွင့်ရမှာပါ။အမျိုးသားကပိုက်ဆံဘယ်လိုဖြုံးရမလဲစဉ်းစားနေတော့ဘေးနားမှာကားပြပွဲရှိတယ်ဆိုတာလမ်းသွားလမ်းလာတွေစီကကြားလိုက်ရပါတယ်။အဲ့ဒီမှာလှပတဲ့ကားမော်ဒယ်မလေးတွေနဲ့ဇင်ခံကားတွေအများကြီးရှိနေရဲ့လေ။ဒါဟာပိုက်ဆံဖြုံးဖို့အကောင်းဆုံးနေရာပဲဆိုတာသူသဘောပေါက်လိုက်ပြီးချက်ချင်းသွားရောက်ခဲ့ပါတယ်။ကားပြပွဲရောက်တာနဲ့လူတွေဝိုင်းနေရဲ့အလှဆုံးကားမော်ဒယ်မလေးကိုတွေ့လိုက်ရပါတယ်။သူကချက်ချင်းပဲဒီကောင်မလေးကိုရေးစားတော့ဖို့ဆုံးဖြတ်လိုက်ပြီးယုံကြည်မှုရှိနဲ့ရေးစားလို့မလားလို့မေးလိုက်ပါတယ်။ဒါပေမဲ့မော်ဒယ်မလေးကတခြားလူတယောက်ကဒေါ်လာ3,300ငါဖုန်းနံပါတ်မရလိုက်ဘူးရှင်ကအရေးချင်းမရှိပါဘူးလို့ပြောပြီးငင်းဆန်လိုက်ပါတယ်။ဘေးနားကလူတွေကလည်းသူ့ကိုဝိုင်းလောင်ကြပါတယ်။အမျိုးသားကလက်မလျှော့ပဲငါမှဒီကလူတွေအားလုံးပေါင်းထားတာထက်ပိုများတဲ့ပိုက်ဆံရှိတယ်လို့ပြောလိုက်ပါတယ်။ဘယ်သူမှမယုံကြပါဘူး။မော်ဒယ်မလေးကသူ့ကိုစမ်းတက်ဖို့အတွက်ကားကောင်းစားကြီးကိုလက်ညှိုးထိုးပြပြီးရှင်သာဒီကားကိုဝယ်ပေးနိုင်ရင်ရှင်ရေးစားလုပ်ပေးမယ်လို့စင်ခေါ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲသူ့ရဲ့ရေးစားဟောင်းနဲ့ထေးသားရေးစားတဲ့တို့ရောက်လာကြပါတယ်။ရေးစားဟောင်းကဒီကောင်ကပိုက်ဆံမရှိတဲ့ကောင်ပါလူအောက်တန်းစားဘွားနဲ့ထိုက်တန်တဲ့ကောင်ဆိုပြီးလူပုံလဲမှာအဆက်ခွဲလောင်ပြောင်ပါတယ်။နောက်ကြောင်းပြန်ကြည့်မယ်ဆိုရင်လွန်ခဲ့တဲ့3ရက်တုန်းကဇက်လိုက်မျိုးသားဟာသူ့မှာရှိသမျှစုငွေတွေအကုန်ပုံပြီးကားတစ်စီးနဲ့ဆွဲကြိုးတကုံးဝယ်ကရေးစားဟောင်းကိုလက်ထပ်ခွင့်တောင်းခဲ့ပူပါတယ်။ဒါပေမဲ့ရေးစားဟောင်းကတန်ဖိုးမရှိတဲ့လက်ဆောင်တွေဆိုပြီးညင်းပယ်ကထေးသားနောက်ကိုပါသွားခဲ့တာပါ။အသေးကွဲပြီးမြေထဲခုန်ချတက်သေးဖို့လုံနေတော့သူ့ဘိုးဖြစ်သူထေးကြီးကတွေ့သွားပြီးအခုလိုဒေါ်လာ9ဘီလီယံပေးလိုက်တာဖြစ်ပါတယ်။ပြစ်စုံပံကိုပြန်ရောက်တော့သူကရေးစားဟောင်းကိုလစ်လျူရှုထားလိုက်ပါတယ်။တထေးသားကကြွားဝါဖို့လုံနေတော့ဇက်လိုက်ကမော်ဒယ်မလေးကိုဇင်ခံကားတွေမိတ်ဆက်ပေးဖို့ပြောလိုက်ပါတယ်။မော်ဒယ်မလေးကပထမဆုံးကားကိုမိတ်ဆက်ပေးတော့သူကဈေးဘောလုံးနဲ့ဆိုပြီးညှင်းလိုက်ပါတယ်။မော်ဒယ်မလေးကနောက်ထပ်ကားတွေအများကြီးထပ်ပြပေးပြီးနောက်ဆုံးမှာဒေါ်လာ30တန်ဇင်ခံကားကြီးကိုမိတ်ဆက်ပေးလိုက်ပါတယ်။ဇက်လိုက်ကအဲ့ဒီကားတစ်စီးရဲမဟုတ်ပဲကားပြပွဲတွေကဇင်ခံကားတွေအားလုံးကိုဝယ်ယူပြီးမော်ဒယ်မလေးကိုလက်ဆောင်ပေးမယ်လို့ကြေညာလိုက်ပါတယ်။လူတိုင်းကသူ့ကတ်ထဲမှာပိုက်ဆံမရှိဘူးလို့ထင်ပြီးလောင်နေကြတော့မန်နေဂျာရောက်လာပြီးကတ်ကိုဆက်ထဲထိုးထည့်လိုက်ပါတယ်။ငွေချေမှုအောင်မြင်ပါသည်ဆိုတဲ့အတန်ထွက်ပေါ်လာတာနဲ့လူတိုင်းမျက်လုံးပြူပြီးမင့်သက်သွားကြပါတော့တယ်။ဒီမြင်ကွင်းကိုတွေးလိုက်ရတဲ့ရေးစားဟောင်းကတော့ချက်ချင်းပဲအဆက်မရှိပဲရှေ့တိုးလာပြီးပြန်တွဲဖို့အတွက်တောင်းပန်ပါတော့တယ်